Kero ya, the kero. Okay. Super Science, Janyan Super Science travel ban. Apply circle. ဘန်ကောက်မှာ entrance ticket တွေဝယ်ပြီးသွားရင်ဘယ်လိုတွေလုပ်ရမလဲဆိုတာရေဘယ်လိုလုပ်ရမလဲဆိုတာကိုနောက်မှပြောပြီးတော့အခုကတော့အဲ့ဒီ Dream World ရောက်တဲ့အချိန်ညလို့ရှိရင် ticket တွေကိုဘယ်လိုမျိုးပြန်ပြီးတော့ပေါ့နော်ဒါ online e-ticket ကနေပြန်ချင်းရမလဲဆိုတော့ဒါလေးကိုအရင်ပြောပြပေးမယ်ဒီခါတော့လက်တွေ့တစ်ခါလေးပေါ့Dream World ရောက်လာပြီဆိုရင်အရင်ဆုံး online ticket ယူပြီးတော့ information ကောင်းတာကိုသွားပါဝင်ပါဦးဝါရဲ့ညာဘက်အချမ်းမှာရှိပါတယ်အဲ့ဒါ foreigner တွေအတွက် ticket လေးပြီးရဲ့နေရာပါနေရာမှာ ticket လေးလဲပါမယ် okay ticket လေးရပြီလားဟုတ်ပြီဒီနေ့ဟိုပါဗလဲတောင်းဝင်ကိုရမ်းပိတ်ဟိုကအိန္ဒိယဘက်စီရရဲ့ဟာပိတ်လာရေရဲဆင်းလို့အဲ့လိုလားကျန်တာအကုန်ဖက်ဒီတော့မှမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ online ကနေမဝယ်ထားတဲ့သူတွေကတော့ ticket ကိုဒီ ticket counter မှာဝယ်လို့ရပါတယ်ဈေးနှုန်းလေးတွေဒါအချိန်ကြားလေးတွေရှိနေတယ် okay ဒီမှာတန်းစီပြီးဝယ်လို့ရပါတယ် ticket counter ကသူတို့9:45မှာစပြီးတော့ ticket counter ဖွင့်ပေးပါတယ်ကျွန်တော်ဝင်ရတာတော့10နိုင်မှဝင်ရမှာပါโอเคအဲ့တော့ ticket ဝယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့သွားမှာတော့ဒီအပေါက်ပါပဲ okay it's called Dream World yes စောင့်နေကြပါပြီအဲ့ဘန်ကောက်ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကလဲမယ်ပတ်မယ်စော့မယ်ကစားမယ်ဆိုသူတွေအတွက် entrance ticket ကိုကျွန်တော်တို့ဘယ်လိုဝယ်မလဲပေါ့ okay ဆိုတော့ဝယ်ဖို့အတွက်နီလန်း2ခုရှိတယ်နောက်ပြီး travel agent သမားတွေလည်းပြန်ရောင်းမှုအတွက်နီလန်းတွေရှိတယ်ဆိုတော့ okay ဒီတစ်ခါတော့ customer အတွက်ဦးစားပေးပြီးအရင်ပြောလိုက်မယ်ဆိုတော့ customer တွေအနေနဲ့ဘယ်လိုဝယ်လို့ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ online ကနေsorry walking ရင်ပြောမယ်နော် walking ကနေအရင်ဝယ်လို့ရတယ်walking ကတော့1190ရှိတယ်ဆိုတော့ဒါတစ်ယောက်ကိုပေါ့နော် walking ဆိုတော့ sorry so okay ဒီရောက်တော့မှ walking ဝယ်ခြင်းလည်းရတယ် walking ဝယ်ခြင်းတော့စောစောလေးလာ9:45ဆိုလို့ရှိရင် ticket စာရောင်းနေပြီအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော် online ကနေကြိုဝယ်ထားမယ်ဆိုလို့ရှိရင်တော့ agent တွေပေါ့မူတည်ပြီးတော့ဒီထက်နည်းနည်းလေးဈေးသက်တာတယ်ပေါ့အနည်းဆုံး100-150လောက်တော့သက်တာတယ်နှုံထားနေတော့ရတယ်ဒါကခုနကကျွန်တော်ပြောတဲ့ဈေးရကြတော့super package ပေါ့နော်ဆိုတော့ all right ဒီမှာရှိတဲ့ဟာတွေအကုန်လုံးကိုကျွန်တော်စီးလို့ရတယ် unlimited စီးလို့ရတယ်နောက်ပြီးလို့ရှိရင် lunch time အတွက် buffet ပါတယ် buffet မှာ European style စားလို့ရမယ်နောက်ကျွန်တော်တို့ Indian style စားလို့ရမယ် okay နောက်တစ်ခုကကျွန်တော် snow down တော့တစ်ချိန်ပဲဝင်လို့ရမယ်အဲ့ဒီအတွက်အကယ်ထပ်ဝင်ခြင်းလဲဆိုလို့ရှိရင်တော့charge ပေးပြီးဝင်လို့ရဒါပေမဲ့တစ်ချိန်ထဲနဲ့တင်တွေ့ရတဲ့အတိုင်းပဲတော်ကိုအေးပါတယ်ကျွန်တော်တော့15မိနစ်နဲ့တော့တော်တော်မခံနိုင်ဘူးတော်အေးတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ agent တွေရောင်းမဲ့သူတွေအတွက်ကတော့ကျွန်တော်တို့ဒီ online ကနေရောင်းနေတဲ့ application အကြီးတွေကနေချိတ်ဆက်ပြီးတော့ကျွန်တော် customer တွေကို sporting လုပ်ပေးလို့ရတယ်လို့ဒီ travel and tour တော်တော်များများအကြီးတွေမှာလည်းပဲဒီ entrance ticket တွေကိုတစ်ဆင့်ပြန်ပြီးတော့ကျွန်တော် service ပေးလို့ရပါတယ်ဆိုတဲ့ဟာလေးကိုဒီနေ့ကနေကျွန်တော်sharing
လောက်ပေးလိုက်ခြင်းဖြစ်ပါတယ်ဒါဆိုလို့ရှိရင် ticket တွေကိုရောင်းမဲ့သူတွေပဲဖြစ်ဖြစ်သို့မဟုတ် customer တွေကိုယ်တိုင်ပဲဖြစ်ဖြစ်ကျွန်တော်တို့အဓိကကတော့ online ကနေကြိုဝယ်တာကတော့ကျွန်တော်ပို့ပြီး recommend ပေးတယ်ပို့ပြီးတော့အကောင်းဆုံးပဲဈေးလဲတက်တာတယ်နောက်ပြီးသွားပြီဆိုလို့ရှိရင်ရောက်ချင်းမှာဒီ e-ticket ကိုကျွန်တော်တို့ပုံမှန်ပေါ့နော် normal ticket အနေနဲ့လဲလိုက်ရုံပဲဆိုတော့အဲ့ ticket လဲတဲ့ဟာလည်းမနေ့ကျွန်တော်ပြခဲ့တယ်ဝင်ချင်းမှာညာဘက်အချမ်းမှာinformation counter ရှိတယ်အဲ့ဒီထဲမှာပဲကျွန်တော်တို့ဒီ online ပေးလိုက်တဲ့ e-ticket လေးကိုပြလိုက်ဒါဆိုလို့ရှိရင်တို့ကဥပမာဘယ်နှစ်ယောက်လဲဒီနေ့ကတော့ကျွန်တော်တို့ကတော့လူကြီး6ယောက်ကလေး1ယောက်နဲ့လာခဲ့တယ်ဆိုတော့အဲ့ဒီအတွက်ကိုတို့ကလက်ပတ်လေးတွေပေးတယ်အဲ့လက်ပတ်လေးတွေအဝင်မှာလဲကျွန်တော်ပြခဲ့သလိုပဲဒီလိုမျိုးလေးတက်ထားရုံပဲโอเคနော်ဟုတ်ပြီဒါဆိုလို့ရှိရင်dream world ticket တွေလိုချင်တယ်သို့မဟုတ်ဝယ်တဲ့နီးပုံစံတွေသိချင်တယ် agent အနေနဲ့ချိတ်ဆက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာချိန်မြွေအခမဲ့လာမေးလို့ရတယ် ticket ဝယ်ခိုင်းတာမဟုတ်ဘူးเนาะအဲ့ ticket ရောင်းတဲ့ထင်နေအောင်မယ်ဘယ်လိုချိတ်ဆက်လို့ရမလဲဆိုတဲ့ဟာကိုလာမေးလို့ရပါတယ်ဆိုတဲ့ဟာလေးကိုsharing လုပ်ပေးလိုက်ပါတယ် friend wall okay ဟုတ်ပြီနော်ကဲတော့ဗျာတကယ်တော့ကဲမနေ့10နာရီကနေစောင့်ဝင်လာတယ်ကျွန်တော်ကတော့တန်အောင်ညနေweekend ဆိုလို့ရှိရင်တော့6နာရီကြီးနေလို့ရတယ် weekday ဆိုရင်တော့9နာရီကြီးပဲနေလို့ရတယ်ဒါဆိုလို့ရှိရင်ဒီတစ်ပတ်တနင်္ဂနွေနေ့ရဲ့ super science အကြံဉာဏ် super science travel plan အပိုင်း7ခွန်ကိုဒီမှာပဲသုံးသပ်လိုက်ပါမယ် yes ဆိုတော့ticket တွေကိုเนาะကျွန်တော်တို့ walk in ဘယ်လိုဝယ်လို့ရမလဲနောက်ပြီးတော့ online ကနေဝယ်မယ်ဆိုလို့ရှိရင်ဘယ်လိုဝယ်လို့ရမလဲဘယ်လိုတက်တာမလဲဆိုတဲ့ဟာလေးတွေကိုလည်းကျွန်တော်ပြောပြပေးခဲ့ပြီးဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီနေ့ entrance ticket အကြောင်းကို sharing လုပ်ရင်ဂျားထဲမှာလည်းသွားခဲ့တဲ့ဟာတွေကိုပြရင်လည်းဆိုတော့ဗီဒီယိုလေးကတော့နည်းနည်းလေးရှေ့မယ်ဒါပေမဲ့ကြည့်လိုက်ရမ်းမိုက်တယ်ဆိုတော့okay ဒါ6နာရီထိုးပြီဆိုရင်တော့ဒီမှာတစ်ခုရှိတာတော့6နာရီထိုးရင်တော့အကုန်လုံး weekend မယ်နော်6နာရီဆိုတာ weekend စနေတနင်္ဂနွေပဲဆိုတော့အဲ့ဒါပဲ6နာရီထိရမယ်ကျန်တဲ့ရက်တွေကတော့9နာရီထိတယ်ဒါပေမဲ့ဒီမှာတော့6နာရီထိုးတာနဲ့အကုန်လုံး shut down ပဲတစ်ခါလေးပိတ်ချပလိုက်တာပဲဆိုတော့ okay ကဲအားလုံးပဲငင်္ဂလာညာချမ်းလေးပါခင်ဗျာကဲတော့ဗျာတကယ်တော့ super science မလား